အခုအစကားမပြောနဲ့နော်အခုခေတ်ကောင်တွေကလေနေတော့တဲပုံမှာနေပြီးတော့အပြင်သွားရင်ဝစ်တဲ့ပုံစံကလေအာကေလိုကေယာလိုပုံစံတွေဝစ်တာနော်ဟဲ့ကောင်သွားမယ်လေဖေးဝမ်းမလား စိတ်ကသွားမယ်လေ သွားလေ အော်ဟာငါ6နာနေလို့မသွားနိုင်လို့မင်းကိုခေါ်နေတာလေကွာ အော်โอเคဝေခဏကျွန်တော်ရေချိုးလိုက်မယ်အဲ့ဒါနော် စိတ်ကဒီနားလေးတင်ကွာမင်းကလည်းပြန်လာမှထိုးကွာ အော်မြောက်ဦးကိုယ်မှာချွေးတော်နေနေဗျမြင်နေခဏပဲ ဟဲ့ပြီးဆိုလေသွားမယ်ကွာ ခဏလေးကိုရေဒီမှာဘိုင်းဝင့်ကောင်းနေကျွန်တော်မှရွေးနေတာဗျ ဟာဟဲ့အောင်ရှက်ကွက်လေးစေးကောင်သွားပါပါကွာမင်းဒီပုံစံနဲ့သွားလေရပါတယ် ဟာအခုအစကားမပြောနဲ့နော်အခုခေတ်ကောင်တွေကလေနေတော့တဲပုံမှာနေပြီးတော့အပြင်သွားရင်ဝစ်တဲ့ပုံစံကလေအာကေလိုကေယာလိုပုံစံတွေဝစ်တာနော်ကျွန်တော်လည်းစေးကန်းသွားတယ်ဆိုပေမဲ့ဗျာနည်းစိုင်းတဲ့ကိုင်းတွေတော့ဝေးရမှာဗောကိုယ်အခုဘာမှမသိပါဘူးဗျာ ဟာဟဲ့အောင်မင်းကလည်းမိမကြီးကြာနေပဲပြင်တော့မပြီးတော့ဘူး အာကိုရတယ်ဗျာအပြင်သွားမှာဆိုတော့နည်းနည်းပါးရွှိုင်းဝိုင်းလောက်ရတာဗောကိုရဲ့ ဟုတ်ပါပြီအပြီးသွားတော့မယ်ရော ခဏလေးမလက်သေးမှာကြီးနေလက်သေးခဏသွားညှက်လိုက်အောင် အော်ဒီကောင်မပြီးနိုင်တော့ဘူးကွာ